Rodi အတွက်ဘာစီလိုနာရဲ့ဒုတိယကြိမ်မြောက်ကလန်မှုကိုထပ်မံပယ်ချခဲ့တဲ့ Manchester City ဒေါ်ကူစာဗင်ဟိုနဲ့ Regina တို့ရဲ့ Manchester City အသင်းနောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ Match Talk မှာကြိုဆိုပါရစေဗျ။စိတ်ဝင်စားစရာအကောင်းဆုံးသတင်းကတော့ Rodi အတွက်ကိုဘာစီလိုနာအသင်းကဒုတိယကြိမ်မြောက်ကလန်မှုပြုလုပ်ခဲ့ပေမဲ့ Manchester City အသင်းကထပ်မံပယ်ချခဲ့တဲ့တိုင်းရဲ့ဖော်ပြချက်ရမှာဆိုလို့ရှိရင်ပထမတစ်ချိန်မှာလဲ Rodi အတွက်ကိုဘာစီလိုနာအသင်းကယူရိုတန်း90နဲ့ကျွန်တော်ဒါကန်လန့်ခဲ့ပေမဲ့ Manchester City အသင်းပယ်ချတဲ့အခုဒုတိယမြောက်ကျွန်တော်တို့ယူရိုတန်း60နဲ့ထပ်မံကန်လန့်ခဲ့ပေမဲ့လည်း Manchester City အသင်းကထပ်ပြီးတော့ပယ်ချလိုက်ပြန်တယ်။ Rodi အတွက်ကို Manchester City ကယူရိုတန်း80အပြင်ကိုအပိုစုကြီးပါကျွန်တော်ထပ်မံပြီးတော့လိုချင်နေရလို့တော့သိရပါတယ်ဗျ။စာပင်ဟိုရဲ့သတင်းကိုတင်မှတက်ဆက်ပေးပါမယ်။ Manchester City အသင်းရဲ့တောင်ပန်ကစားသမားစာပင်ဟိုကလက်ရှိနေမကောင်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ Manchester City အသင်းရဲ့အဖွင့်လေးချိန်ရဲ့အစီအစဉ်တွေကိုလွဲချော်ခဲ့လို့တော့သိရတယ်။ Fabrizio Romero ရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်ဒါစာပင်ဟိုကစပါအသင်းကိုပြောင်းရွှေ့ခြင်းကြောင့်ကလပ်အသင်းတန်းထပ်မံအတီးပေးထားတယ်လို့တော့ဖော်ပြထားတယ်။ပြောင်းရွှေ့ခြင်းကယူရိုတန်း80ဝန်းကျင်ခန့်နဲ့သဘောတူညီမှုရရှိဖို့အတွက်နှီးစပ်နေပြီလို့လည်းသိရပါတယ်။နောက်တဲ့သတင်းကတော့ကျွန်တော်တို့ဒေါ်ကူဖြစ်ပါတယ်။ Manchester City အသင်းကလက်ရှိသူတို့ရဲ့တောင်ပန်ကစားသမားဒေါ်ကူနဲ့စာချုပ်တက်တန်းကြန့်ရှိနေသေးတဲ့ဥစ္စာကိုမှ3နှစ်တက်တန်းထပ်မံတိုးပြီးတော့2031ခုနှစ်အထိကိုစာချုပ်ချုပ်ဆိုခဲ့တယ်လို့သိရတဲ့ဒေါ်ကူကကျွန်တော် Manchester City အသင်းအတွက်132ပွဲကစားထားပြီး22ကိုသွင်းပြီးတော့34ချိန်ကျွန်တော်ဖန်တီးမှုပြုလုပ်ထားတယ်လို့လည်းသိရတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ Manchester City အသင်းရဲ့ကွင်းလက်ကစားသမား Regina ရဲ့သတင်းပဲဖြစ်ပါတယ်။ Regina အတွက် Manchester City အသင်းနဲ့ Ecadia အသင်းတို့ဟာယူရိုတန်း60ဝန်းကျင်ခန့်နဲ့သဘောတူညီမှုရရှိဖို့အတွက်နှီးစပ်နေပြီဆိုတဲ့သတင်းဖြစ်ပါတယ်။ Fabrizio Romero ရဲ့ဖော်ပြချက်အရမှာRegina အနေနဲ့ကတော့အသင်းပြောင်းဖို့နောက်ဆုံးဆုံးဖြတ်ချက်ချထားခြင်းတော့မရှိသေးဘူး။ Nottingham Forest အသင်းကလည်းဒါ Regina ရဲ့အခြေအနေကိုစောင့်ကြည့်နေရလို့သိရတယ်။ Regina ကတော့လက်ရှိ Manchester City အသင်းနဲ့2030ခုနှစ်အထိစာချုပ်တက်တန်းကြန့်ရှိသေးတယ်။ပြီးခဲ့တဲ့ရာသီ Manchester City အသင်းအတွက်9ဂိုးသွင်းပြီးတော့10ဂိုးဖန်တီးမှုပြုလုပ်နိုင်တဲ့ကစားသမားလည်းဖြစ်ပါတယ်။အခုကျွန်တော်တင်ဆက်ပေးသွားတဲ့အပြောင်းအရွှေ့တွေကတော့ Manchester City အသင်းရဲ့နောက်ဆုံးအပြောင်းအရွှေ့သတင်းတွေဖြစ်ပါတယ်ဗျ။ထပ်မံ update သတင်းတွေရှိရင်လည်းထပ်မံတင်ဆက်ပေးသွားပါမယ်။ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးကြတဲ့ညီကိုတွေအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျ။